Bible လေးဖောက်တာတော့ပတ်ချူလေးပေါ့နော်ဖောက်ပါမယ်။ကျွန်မမိတ်ကကြီးလေးနဲ့ဖောက်ပါမယ်ရှင်Baby tree လေးဖတ်ပါလား